န်ကောက်ရောက်ရင်မဖြစ်မနေသွားလဲတင်းတဲ့နေရာတစ်ခုတိုးလာပါပြီလက်ရှိကိုနေထိုင်ရာကဘာကြီးကနေကဘာငယ်အစ်စ်တစ်ခုစီကိုရောက်သွားမဲ့ခန်းစားချက်မျိုးကိုရရှိမှာပါဒါကတော့စယံပါရဂွန်ရဲ့ငါးလွာမှာအစ်စ်ဖွင့်လှစ်လိုက်တဲ့ Nestopia ပဲဖြစ်ပါတယ်ကိုရဲတို့လည်းဒီ line မှာတွေ့ပြီးတော့သွားကြည့်တာပေါ့နော်အပြင်မှာကဒီအထဲမှာထပ်ပို့ပြီးတော့မှလှပပြီးတော့မှရင်သက်ရှုမောဖွယ်ကောင်းပါတယ်အပြင်စင်ပိုင်းတွေကဆိုရင်လည်းတော်တော်လေးဟိုမှာခစ်မီပြီးတော့မှကျွန်တော်တို့ဒီနောက်ထပ်ကဘာတစ်ခုကိုရောက်သွားသလိုမျိုးခံစားရပါတယ်ဝင်ကြီးလဲလုံးဝပေးစရာမလိုတာကြောင့်ကျွန်တော်တို့ဒီစယံပါရဂွန်ကိုရောက်ခဲ့တယ်ဆိုရင်တော့စယံပါရဂွန်ရဲ့ငါးလွာမှာအစ်စ်ဖွင့်ထားတဲ့ဒီနေရာလေးကိုလာဖို့အတွက်ကျွန်တော်ကတော့ recommend ပေးပါတယ်ဓာတ်ပုံလှလှလေးရိုက်တဲ့သူတွေ content creator တွေအတွက်တော်တော်လေးဟိုမှာအဆင်ပြေမဲ့နေရာလေးဖြစ်လာမှာပါနေ့လည်နေ့ကင်းအလုပ်နားရက်တွေအေးစစ်အလုပ်ထိုင်လုပ်ချင်တဲ့သူတွေအတွက်လည်းအောက်မှာနေရာတွေအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်အေးစစ်လေး coffee လေးတစ်ခွက်လောက်မှတောက်ပြီးတော့အေးစစ်လေးလာထိုင်လို့ရတဲ့နေရာလေးပါထိုင်းလူမျိုးတွေရဲ့ကြားထဲမှာအနာဂတ်မြို့တော်လို့တင်စားခေါ်ဝေါ်ကြတဲ့ဒီနေရာလေးကိုအခုရက်ပိုင်းဆိုလူတော်တော်များများဒီနေရာကိုလာရောက်လည်ပတ်ကြတယ်တကယ်လို့ကိုကလူရှင်းလင်းလေးဖြစ်တဲ့အချိန်သွားခြင်းနဲ့ဆိုရင်တော့ကုံတိုက်ဆပြီးတော့ဖွင့်တဲ့နေ့လယ်ပိုင်းလောက်ကိုသွားစီခြင်းပါတယ်ကိုရဲတို့သွားတဲ့အချိန်ကတော့ညပိုင်းကြီးဖြစ်တဲ့အတွက်ကြောင့်ဓာတ်ပုံလည်းရိုက်လို့အဆင်မပြေဘူးလူတွေကလည်းကြိတ်တိုးဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုရိုက်ဖို့တောင်မှမနေရိုက်လာခဲ့ရပါတယ်အခုလိုမျိုးလူရှုပ်ရှက်မကြိုက်ဘူးဆိုရင်တော့နေ့လယ်ပိုင်းလောက်လာတာပို့ပြီးတော့တင့်တော်ပါတယ်ခင်ဗျာအေးနဲ့ဗီဒီယိုတွေဓာတ်ပုံတွေအများကြီးလာရိုက်လို့ရတယ်အပြင်စင်ပိုင်းကလည်းအရန်ကိုမှလှတာဖြစ်တဲ့အတွက်ကြောင့် TikTok ဆော့တာကြိုက်တဲ့သူတွေအတွက်လည်းတကယ်ကိုမှအဆင်ပြေမဲ့နေရာလေးပါဒါပေမဲ့ဆူညံကြီးတော့ဆော့လို့ရမှာတော့မဟုတ်ပါဘူးเนาะအဲ့ဒါလေးတော့တတိ